ကျွန်တော်ချက်ချင်းမျက်လုံးပွင့်လာခဲ့တယ်ကျွန်တော်ကိုယ့်အိမ်ကတရေဆိုဖာပေါ်မှာထိုင်နေတာပဲသတင်းပေါက်အပြင်ဘက်မှာတော့နေရောင်ကြီးကလင်းထိန်နေပြီးအဲကွန်းက26ဒီဂရီနဲ့အေးမြတဲ့လေကိုမှုတ်ထုတ်ပေးနေတဲ့ကော်ဖီစားပွဲပေါ်မှာတောက်လက်စာ Ice Americano Ice Americano ကော်ဖီခွက်ရှိနေတယ်ကျွန်တော်အသက်ရှင်နေသေးတယ်လက်တွေ့ဘဝရဲ့နှွေးထွေးမှုကြောင့်ကျွန်တော်ဝမ်းသာမျက်ရည်တောင်ကျမတက်ဖြစ်ခဲ့ရပေမဲ့ခံစားချက်တွေအတွက်အချိန်မရှိဘူးကျွန်တော်မျက်စိရှိမှာပဲညီမဖြစ်သူလဲနိုးလာခဲ့တယ်သူမကစိတ်လှုပ်ရှားစွာနဲ့လေထဲမှာလက်တွေကိုဝေယံပြီးစွမ်းရည်ကိုဆန်းတက်နေတဲ့စပွဲပေါ်ကဖန်ပြခွက်ကရုတ်တရက်လေထဲမှာတင်ပျောက်ကွယ်သွားခဲ့တယ်သူမမျက်နှာကဖြူလျော်သွားပြီးရင်ဘတ်ကိုဖိကာအသက်ကိုပြင်းပြင်းရှူနေရပေမဲ့ချက်ချင်းဆိုသလိုပဲအယူမူဝမ်းသာအားရဖြစ်သွားတော့တယ်တကယ်ပဲငါတကယ်ပဲဒီစွမ်းရည်ကိုရခဲ့တာပဲသူမကျွန်တော်ဘက်ကိုဆူဆူဝါးဝါလှည့်ကြည့်လာတယ်အရင်ကရှိခဲ့တဲ့အမိပြုလိုတဲ့အရေးရောင်တွေလုံးဝမရှိတော့ပဲအလွန်မင်းမောက်မာစော်ကားတဲ့အကြည့်တွေနဲ့ပေါ့အကိုသမီးမောလို့ရေတစ်ခွက်လောက်သွားခတ်ပေးဦးပြီးတော့ဖေဖေနဲ့မေမေခြံထားခဲ့တဲ့ဘန်ကတ်ကိုပေးသမီးအပြင်ထွက်ပြီးရိတ်ခါသွားဝယ်မလို့သူမရဲ့လေတံကအစေခံတယောက်ကိုခိုင်းစေနေတယ်လို့ပဲကျွန်တော်အရှိက Ice Americano ကိုအตาရမောတောက်လိုက်ပြီးခွက်ကိုညင်သားစွာပြန်ချလိုက်တယ်ပြီးတော့အရင်ဘဝကကျွန်တော်ကိုငရဲရင်းနဲ့တွန်းပိုးခဲ့တဲ့ညီမဖြစ်သူကိုကြည့်ပြီးအေးအေးဆေးဆေးစကားတခုပဲပြောလိုက်တယ်လစ်တော့ကျွန်တော်လစ်တော့လို့ပြောလိုက်တဲ့အချိန်မှာလေတုကအေးခဲသွားတယ်လို့ပဲရင်းရောင်ရဲ့မျက်နှာပေါ်ကအပြုံးတွေတောင်တင်းသွားပြီးသူမနာကြမားလာလားလို့တောင်တန်တရားဝင်သွားတယ်အကိုအခုဘာပြောလိုက်တာလဲသမီးအဲ့ဒီနေရတဲ့စနစ်ကိုယူလိုက်လို့စိတ်ဆိုးနေတော့မဲလားသမီးကအကိုကိုကာကွယ်ခြင်းလို့လုပ်ခဲ့တာလေငငယ်ကလေးကသူမကိုကျွန်တော်အလိုလိုက်ခဲ့တာသူမကျဲပွင့်လေးပဲလိုချင်ရင်တော့ကျွန်တော်လာမင်းကြီးကိုပါခုဆွပေးခဲ့တာမိဘတွေစောစောစီးစီးဆုံးပါသွားပြီးကလေးကသူမကိုကျွန်တော်ပဲပြုစုပြောထောင်လာခဲ့တာဖြစ်ပြီးအကန့်အသတ်မရှိတဲ့မေတ္တာတွေပေးခဲ့တာလက်တော်ဖားဆိုတဲ့စကလုံးဝေဝေးသူမကိုအတန်ကြဲကြဲနဲ့တောင်အော်ဖူးတာမဟုတ်ဘူးကျွန်တော်ကလက်တော်လို့ပြောတာပြီးတော့ဒါငါအိမ်အင်္ဂရမ်မှာငါနာမည်ပဲရှိတာမင်းပစ္စည်းတွေတင်ပြီးထွက်သွားဖို့10မိနစ်အချိန်ရှိတယ်အကိုယူသွားပြီလားဒါဖေဖေမေမေတို့ရဲ့အိမ်လဲဖြစ်တာပဲအခုမှသမီးကိုမောင်းထုတ်ဖို့ဘာခွင့်ရရှိလဲဒါအပြင်အခုသမီးကအားအကောင်းဆုံးစွမ်းရည်ကိုရထားတာအဲ့ဒါဘာကိုဆိုလို့လဲသိရလားကပ်ပေးကြီးကမကြခင်ရောက်တော့မှအခုကိုကာကွယ်ပေးနိုင်မှာသမီးတယောက်ပဲရှိတယ်အခုသမီးကိုလာစော်ကားနေရင်နောက်ကျမှလာပြီးမတောင်းပန်နဲ့သူမကကျွန်တော်ကိုအရင်ဘဝကဘာမှမသိတဲ့လူအကြီးလို့ထင်နေတော့မဲ့စွမ်းရည်နိုးထလာသူတယောက်ဖြစ်သွားပြီလို့ပြောလိုက်တာနဲ့ကျွန်တော်အရင်လိုပဲဒူးထောက်လာလိမ့်မယ်လို့ထင်နေတာကျွန်တော်အေးဆက်ဆက်နဲ့လှောင်ရင်လိုက်တယ်ပြီးတော့ဂျင်းရောင်ကိုထောက်တနေရအရောက်ဖြည်းဖြည်းချင်းတိုးကတ်သွားပြီအားကောင်းဆုံးစွမ်းရည်ဟုတ်လားကျွန်တော်တိုးတိုးလေးမေးလိုက်တယ်ပြီးတော့ရုတ်တရက်သူမခေါင်းပေးကနေရန်ကိုလက်သီးနဲ့အရှိန်ပြင်းပြင်းထိုးချလိုက်တယ်ဂျင်းရောင်ကလက်အော်ပြီးခေါင်းကိုလက်နဲ့အုပ်ကကြောက်လန့်တကြားထိုင်ချလိုက်တော့တယ်မင်းရဲ့အဲ့ဒီစွမ်းရည်ဆိုတာအတုံးမဝင်တဲ့အဝတ်အစားနှဲငယ်ကိုပျောက်ကွယ်သွားအောင်လုပ်နိုင်တာပဲမဟုတ်ဘူးလားဂျင်းရောင်မင်းရဲ့စွမ်းရည်ကအရာဝတ္ထုတွေကိုဖျက်ဆီးဖို့ပဲရတာဆိုတာမေ့နေတာလားအစားအသောက်တွေကိုဖန်တီးပေးနိုင်တာမဟုတ်ဘူးနောက်9ရက်နေရင်အပူချိန်ကအနုတ်60ဒီဂရီအထိကျဆင်းသွားတော့မှအစားအစာမရှိအဝတ်ထည်မရှိအပူပေးစနစ်မရှိပဲနဲ့မင်းတိုက်လုံးကိုဖျက်ဆီးပစ်နိုင်ရင်တော့အေးမိပြီးငတ်တည်သွားမှာပဲဒါဆိုလဲဘာဖြစ်လဲသမီးတခြားလူတွေစီကရိတ်ခါတွေလူယူမှာပေါ့ဘသူပဲညင်းညင်းအကုန်လုံးကိုဖျက်ဆီးပစ်မယ်အကိုကောအမိုက်တွေပဲထည့်ထားတဲ့ကိုတောင်ပြက်ကြီးကိုစောင့်နေပြီးဘာလုပ်မှာလဲနောက်ဆုံးတော့အကိုလဲသမီးကိုပဲလာအားကိုရမှာပဲဟုတ်လားဒါဆိုရင်တော့ကံကောင်းပါစေအခုချက်ချင်းလစ်တော့မဟုတ်ရင်လုံခြုံရေးခေါ်ပြီးမောင်းထုတ်ခိုင်းရလိမ့်မယ်ကောင်းပြီအရန်ကောင်းတယ်အကိုကဒီလောက်အထိရက်ဆက်မှတော့နောက်ကြရင်တမီးရက်ဆက်တယ်လို့မပြောနဲ့ကပ်ပေးကြီးရောက်လာတဲ့အခါအကိုရဲ့အမိုက်ပုံကြီးကိုဖတ်ပြီးတမီးစီမှာဘယ်လိုလာတောင်းပန်မလဲဆိုတာစောင့်ကြည့်ရသေးတာပေါ့ချင်းရန်အကိုနောက်တရစေရမယ်မမေ့နဲ့ဦးအခုကဥပဒေစိုးမိုးတဲ့လူဖွဲ့စည်းဖြစ်နေတော့မယ်မင်းအင်ဂျော်နင်းမှုလုပ်ရင်ငါရဲခေါ်လို့ရတယ်ချင်းရောင်ကကျွန်တော်ကြောပြင်ကိုဒေါသအာဃာတတွေပြည့်နေနေတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့တယ်ပြီးတော့သူမအခန်းထဲကိုဝင်သွားပြီးတံမိုးကြီးအဝတ်စားတွေနဲ့ယတနာချုပ်ကိုခီးဆောင်အိတ်ထဲအတင်းထိုးထက်ကဒေါသတကြီးထွက်သွားတော့တယ်ချင်းတကားမကြီးဝုန်းကနေပိတ်သွားခဲ့ပြီကျွန်တော်တကားကိုမိပြီးတက်ပြင်းရှည်ကြီးချလိုက်မိတယ်အဲ့ဒီဝင်ထုတ်ဝင်ပိုးကြီးမရှိတော့မှပဲကျွန်တော်လွတ်လပ်လပ်လှုပ်ရှားနိုင်တော့မယ်ဖုန်းကိုထုတ်ပြီးအချိန်ကိုစစ်ဆေးလိုက်တော့2025ခုနှစ်ဒီဇင်ဘာ21ရက်မနက်10:00နာရီကပ်ပေးကြီးကြောက်ဖို့အတိအကျ9ရက်ပဲလိုတော့တယ်ကျွန်တော်လက်ထဲမှာမြို့လေကောင်ကရွမ်8တန်းခန့်တန်မိုးရှိတဲ့အစင်းမြင့်တိုက်ခန်းတစ်ခန်းရှိသေးတယ်မိဘတွေခြံထားခဲ့တဲ့စုငွေနဲ့စတော့ရှယ်ယာတွေကနောက်ထပ်3တန်းစုစုပေါင်း7တန်းရှိပေမဲ့ကပ်ပေးကြီးထဲမှာရှင်တန်ဖို့အတွက်တော့ဒါကလုံးဝမလုံလောက်ဘူးအနုတ်80ဒီဂရီအထိရှိမဲ့အေးတန်ဖုတ်ကောင်အုပ်ကြီးတွေနဲ့ဒုံးကြီးတိုက်ခိုက်မှုတွေကိုပါခံနိုင်ရင်ရှိမဲ့ခန်းတက်ကြီးတစ်ခုတိစောက်ဖို့ပြီးတော့လူတစ်ယောက်ဘဝတစ်လျှောက်လုံးစီးစိမ်ရှိရှိစားတောက်နိုင်မဲ့ရိတ်ခါတွေကိုစုဆောင်းဖို့အတွက်ဒီငွေပမာဏကဘာမှမဟုတ်သေးဘူးကျွန်တော်စာကြည့်ခန်းထဲဝင်ကွန်ပျူတာဖွင့်ပြီးလက်ကွက်တွေကိုအပြင်းထန်ရိုက်နှိပ်လိုက်တယ်အရင်ဘဝတုန်းကမတော်တဆသိရှိခဲ့တဲ့ဒေါ်ဝက်ဖူတာကွေဖိုရန်တစ်ခုတည်းကိုဝင်ပြီးမြို့လေကောင်တန်မိုးကြီးတိုက်ခန်းအမြန်ရောက်ပြီဆိုတဲ့ကြော်ညာတစ်ခုတင်လိုက်တယ်ပြီးတော့ဖုန်းထဲမှာမန်နေဂျာကျန်းလို့မှတ်ထားတဲ့နံပါတ်ကိုခေါ်လိုက်တယ်ဟဲလိုဦးလေးကျန်းကျွန်တော်ဂျင်းရံပါဟုတ်ကဲ့ကျွန်တော်အိမ်နဲ့ကုမ္ပဏီရှယ်ယာတွေကိုပေါင်းပြီးချင်းငွေအမြန်လိုချင်လို့ပါအတိုးလုံးဘလောက်ပဲကြီးကြီးကိစ္စမရှိဘူးအမြန်ဆုံးရဖို့ပဲလိုပါတယ်
ဖုန်းချပြီးတာနဲ့တရားမဝင်ငွေတိုးချေးစားတဲ့သူ loan sharks အချို့ကိုပါဆက်သွယ်လိုက်တယ်အရင်တုန်းကဆိုရင်ဒီလိုအရာမျိုးကိုကျွန်တော်လုံးဝပတ်သက်မှာမဟုတ်ဘူးဒါပေမဲ့နောက်9ရက်နေရင်ကဘာကြီးပျက်စီးတော့မှာဗတ်စနစ်တွေကုန်ပြိုလဲပြီး credit ရမှတ်တွေကစက်ကူဆုပ်ဖြစ်သွားတော့မှလေငွေတိုးချေးတဲ့လူတွေကိုယ်တိုင်လည်းဖုတ်ကောင်တွေဖြစ်သွားကြမှာပဲဒါကြောင့်ဘာလို့မချေးရမှာလဲချေးနိုင်သမျှအကုန်ချေးရမှာပေါ့အနာဂတ်မှာတိမ်မဲ့လူတွေရဲ့ပတ်စံကိုတုံးပြီးလက်ရှိမှာကိုယ့်အသက်ကိုကယ်တင်ရမယ်တမွန်းတရက်အတွင်းမှာတင်ကျွန်တော်ဟာတထေးယူတယောက်လိုပတ်စံတွေကိုအကုန်တုံးပစ်ခဲ့တယ်တိုက်ခန်းကိုရွမ်6တန်းလောက်နဲ့အပေါ်စားဈေးနဲ့ရောင်းချလိုက်ပြီးစီယံငွေတစ်ဝက်ကိုချက်ချင်းရယူခဲ့တယ်မိဘတွေရဲ့ကုမ္ပဏီရှယ်ယာတွေကိုပေါင်းနှံပြီးနောက်ထပ်9တန်းထုတ်ယူခဲ့တယ်ကျွန်တော်ရဲ့ကိုယ်ပိုင်စုငွေတွေအပါအဝင်လက်ရှိအသုံးပြုနိုင်တဲ့ငွေသားပမာဏကရွမ်16တန်းအထိရှိလာခဲ့ပြီးမနက်ဖြန်ကြရင်လည်းငွေတိုးချေးတဲ့လူတွေစီကနောက်ထပ်3တန်းထပ်ရောက်လာအောင်မယ်ဒါပေမဲ့ကျွန်တော်ဘာမှစိတ်မလှုပ်ရှားပဲပို့ပြီးတော့ပဲအရေးတကြီးခံစားနေရတဲ့ကပေးကြီးရောက်လာတာနဲ့ဒီပတ်စံတွေကစက်ကူဆုပ်ဖြစ်သွားမှလေကျွန်တော်အိမ်ပြင်ထွက်မရောက်ရသေးတဲ့အခါကားကြီးကိုမောင်းပြီးမြို့ပြင်ဘက်ကိုဓာတ်ရိုက်ဦးတီမောင်းနေခဲ့တယ်ကျွန်တော်သွားမဲ့ပန်းတိုင်ကတော့ရှင်းပါတယ်အနောက်ဘက်မြို့စင်ကြီးဖုံးမှာရှိတဲ့စွန့်ပစ်ထားတဲ့အေးခန်းကုန်စည်ပို့ဆောင်ရေးဆောင် Cold Chain Logistics Park စီတို့ပဲဖြစ်တော့တယ်